အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒဝယ်ကနေရန်ကုန်ကိုပြန်ရောက်တော့ဒဝယ်ကနေတက်လာတဲ့ပစ္စည်းတွေဖောက်ကြည့်ပါမယ်ခင်ဗျာပထမဆုံးနေ့ပစုံ6တက်လာပါတယ်ခင်ဗျာပြီးတော့ငရုတ်သီးမှုတက်လာပါတယ်ခင်ဗျာအဲ့ဒါကတော့လက်ဆောင်ပေးဖို့အတွက်မကတီနီယာသီးတွေဝယ်လာပါတယ်ဖူးတဲတော့ရန်ကုန်မှာမရှိတဲ့အတွက်ဒဝယ်နေပဲမှာလာပါတယ်ဒါသူကြောပါလာပါတယ်ခင်ဗျာဒါကတော့ဒဝယ်နေပဲတက်လာတဲ့ငါးကလေးတွေပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒါကတော့ထိုင်းကနေထုတ်တဲ့ဝက်ဥချောင်းနှစ်ထုပ်ဆွဲလာပါတယ်။ခေါင်းရွှေလည်းမလာပါတယ်ခင်ဗျာ။စီးတွေလည်းမလာပါတယ်။အဲ့ဒါတော့ကျွန်တော်တို့မရှိမဖြစ်လို့ရတဲ့စီးပါ။စီးပူလည်းမလာပါတယ်ခင်ဗျာ။ရန်ကုန်မှာဝင်လို့ရှိရင်တအားဈေးကြီးတဲ့အတွက်နေရာနေပဲတက်လာပါတယ်။ဒါကတော့ကိုယ်တိုင်လှုပ်ထားတဲ့ငှက်ပြောသီး6လေးပါခင်ဗျာပြီးတော့ကြက်သားမှုတ်လည်းဝယ်လာပါတယ်ခင်ဗျာပြီးတော့ဒဝယ်မုတ်တွေဖြစ်တဲ့ကောင်းညင်ခွက်ကြောတော့ထုံးမင်းကြောခေါင်းမုတ်ပြီးတော့ဘလော့ပီနန်ဦးကြောစမှုခွေတခြားမုတ်တွေလည်းထည့်လာပါတယ်ခင်ဗျာတီးတွေလည်းဈေးချိုးတဲ့အတွက်နေရာနေပဲတက်လာပါတယ်ခင်ဗျာဒါတော့လူကြုံမှာလိုက်တဲ့ကန်စော်စီပါခင်ဗျာပြီးတော့ခောက်ဆက်ဖူးတွေလည်းမလာပါတယ်ကြက်မုတ်တွေလည်းတက်လာပါတယ်ခင်ဗျာဒါဒုတိယစီဖူးပါဒါလေးကကွေး6ပါခင်ဗျာငပိလောက်တဲ့6လေးပါခင်ဗျာဒါလေးကတူးရင်ပြီး6လေးပါခင်ဗျာဒါကခုနပြတဲ့ကန်ဆိုစီအဖက်တွေဖြစ်ပါခင်ဗျာတခြားတော့အုံးနေတဲ့ပစ္စည်းလေးတွေနဲ့ကျင်းပပါတယ်ခင်ဗျာဒါတော့နောက်ထပ်တစ်ဖာပါခင်ဗျာဒါကတော့လက်ဆောင်ပေးမဲ့မုတ်တီတီဟိုဆန်တွေတခြားပစ္စည်းတွေပြီးင6တီပစုံ6တီပါပါတယ်ခင်ဗျာဒါလေးတော့လက်ဆောင်ပေးဖို့နဲ့လုံးဝတူဒီမှာထားတဲ့ပစ္စည်းတွေခင်ဗျာဒီလိုပစ္စည်းပါခင်ဗျာ